အားလုံးပဲမင်္ဂလာပါမိဘကသားသမီးကိုအမွေပြည့်စွန့်လွတ်ကြောင်းသတင်းစာမှာကြီးညာရုံမျှနဲ့အမွေဆက်ခံခွင့်နဲ့ဆုံးရှုံးမှုရှိမရှိဆိုတာနဲ့ပတ်သက်ပြီးတော့ဥပဒေဘုဒ္ဓအနေနဲ့ဆွေးနွေးပေးသားမှာပဲဖြစ်ပါတယ်အဲ့တော့မိဘဖြစ်သူကသားသမီးဖြစ်တဲ့သူကိုသွားနှုတ်ထွက်သားသမီးဖြစ်နေအမွေပြည့်စွန့်လွတ်ကြောင်းသတင်းစာမှာကြီးညာလိုက်တယ်ပေါ့နော်အဲ့တော့သွားနှုတ်ထွက်သားသမီးဆိုတာဒီမိဘရဲ့ဩဇာကိုမနာခံတဲ့သားသမီးမိဘကိုရန်သူတစ်ဖွဲ့ဆက်ဆံတဲ့သားသမီးမိဘရဲ့အမွေကိုမဆက်ခံထိုက်တဲ့သားသမီးဆိုပြီးတော့ဆိုလိုတယ်เนาะအဲ့တော့သတင်းစာထဲမှာမိဘဖြစ်သူကသွားနှုတ်ထွက်သားသမီးဖြစ်နေကြီးညာရုံမျှနဲ့သားသမီးဖြစ်သူကအမွေဆက်ခံခွင့်နေဆုံးရှုံးမှုမရှိနိုင်ပါဘူးတကယ်လို့မိဘကတရားမှာအကြောင်းအရာတရားရုံးမှာသွားနှုတ်ထွက်သားသမီးဖြစ်နေမောဟကြီးညာပေးစီလို့မူတရားစွဲဆိုပြီးတော့ကြီးညာမယ်ဆိုလို့ရှိရင်တော့အဲ့သားသမီးကသူ့ရဲ့အမွေဆက်ခံခွင့်တွေကိုဆုံးရှုံးမှာပဲဖြစ်ပါတယ်သတင်းစာထဲမှာကြီးညာရုံမျှနဲ့တော့ဒီသားသမီးဒီအမွေဆက်ခံခွင့်တွေဆုံးရှုံးမှုမရှိနိုင်ပါဘူးလို့ဥပဒေဘုဒ္ဓအနေနဲ့ဆွေးနွေးပေးလိုက်ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်